ဘဝမှာလက်တွဲပေါ်ကောင်းတယောက်ကိုရချင်ရင်ဒီလိုအချက်တွေကိုလိုက်နာပါလူမှန်ရင်အချက်ကဘာကိုရှာစမြဲဖြစ်လို့ဘဝမှာလက်တွဲပေါ်တယောက်ရရှိဖို့ကလည်းခြံထားလို့မရတဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်အကယ်၍သင်ကလက်တွဲပေါ်တယောက်ကိုရှာဖို့စဉ်းစားနေရသူဆိုရင်အခုပေါ်ပြမယ့်အချက်တွေကိုပြင်ဆင်ထားဖို့လိုပါတယ်ကိုအရင်ချစ်ပါတင့်ကိုတင်ချစ်တတ်ခြင်းကတခြားအရာတွေထက်အရေးကြီးပါတယ်သူများအကြိုက်လိုက်ခြင်းတဲ့ကိုယ့်ရဲ့ပုံစံအမှန်ကိုရှာတွေ့ပြီးတော့ဘဝကိုနေပြောအောင်ပြုလုပ်ပါအခြားသူတွေရဲ့အမြင်ထက်ကိုယုံကြည်တဲ့ပုံစံတိုင်းပဲရှေ့ဆက်ပါဒါဆိုရင်တင်တဲ့ကိုက်ညီမဲ့သူတယောက်ဟာတင့်ရဲ့အနာကိုရောက်လာမှာပဲဖြစ်ပါတယ်စီကန်းရှိပါစီကန်းရှိတဲ့ခြင်းကလူတွေရဲ့အထင်ကြီးလေးစားတဲ့အချက်တွေကတခုပဲဖြစ်ပါတယ်အလောက်ခွင်တဲ့ကိုရေးကိုတာကိစ္စတွေမှာချမှတ်ထားတဲ့စီမင်းတွေကိုလိုက်နာတတ်မှလူအများရဲ့အမြင်မှာအားကျစရာဖြစ်မှာဖြစ်တဲ့အတွက်ဒီအချက်ကလည်းတင့်ရဲ့အနာမှာရှိတဲ့သူတွေကိုဆွဲဆောင်နိုင်မဲ့အချက်ပဲဖြစ်ပါတယ်နားထောင်တတ်ပါစေလူအများစုဟာနားထောင်သူထက်ဇက်ကြောင်းပြောကျင်တဲ့သူတွေကများပါတယ်ဒီလိုလူတွေထဲမှာတင်ကတော့နားထောင်ပြီးစာနားလေတက်ဖို့လိုအပ်ပါတယ်ဘဝလက်တွဲပေါ်အဖြစ်ချစ်သူမှမဟုတ်ပဲမိတ်ဆွေကောင်းတွေကိုရှာဖွေရမှာအခုပေါ်ပြတဲ့အချက်တွေကတင်အတွက်အထောက်အကူဖြစ်မှာအမှန်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်